တောက်စစ် relationship ကနေပြီးတော့ဘယ်လိုလိုလဲကိုရုံးထွက်မလဲအားလုံးပဲမင်္ဂလာပါ Smart Way Candy Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောက်စစ် relationship ကနေပြီးတော့လွယ်ကူကူဘယ်လိုရုံးထွက်မလဲဆိုတာကိုအချက်၅ချက်လေးနဲ့မျှဝေပေးချင်ပါတယ်ပထမအဆုံးချက်ကတော့အပီးတိုင်ပြည့်စဲဖို့ဖြစ်ပါတယ်ဒါကဘာလို့ဆိုလိုရဲဆိုတော့အထူးသဖြင့် long term relationship တွေမှာဆိုဖြစ်တတ်တဲ့အချိန်တန်ရင်ဖုန်းပြောချင်တာမျိုးတွားနေကြနေရရောက်ရင်တတိယရမျိုးပေါ့နော်စားတောက်ကလေးစားရင်တတိယရမျိုးအဲ့ချိန်ကြလို့ရှိရင်တစ်ဖက်လူကကိုယ်ကိုဆက်သွယ်လာတဲ့အချိန်ကြလို့ရှိရင်ကိုကမြင်မြင်ဆန်ဆန်လွယ်လွယ်ကူကူနဲ့ပြန်ပြီးတော့လက်ခံမိတတ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီခဏလေးနဲ့ပြန်မဲ့ relationship ကဒီ5 6နှစ်10နှစ်17နှစ်လေးလည်းဖြစ်သွားနိုင်တယ် relationship တစ်ခုဆိုတာ investment တစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့အချိန်တွေငွေတွေအင်အားတွေအားလုံးဒီလူပေါ်မှာ invest လုပ်ရတာဖြစ်ပါတယ်အဲ့တော့ဒီလူကကိုယ့်ကိုတန်ဖိုးမထားဘူးကိုယ့်ကို respect မရှိဘူးဒီလူနဲ့ကိုယ်နဲ့တွားဖို့မတင်တော်ဘူးလို့အုံနောက်ကအတိပေးရတဲ့ဒီပြိုင်နဲ့တည်းကိုကဘလောက်ချစ်ချစ်ဒီလူကိုအဆက်တွေဖြတ်တင်ပါတယ်မဟုတ်လို့ရှိရင်ကိုယ့်ရဲ့ energy တွေ draining ဖြစ်ပြီးတော့တရက်သူနဲ့ပဲအချိန်ကုန်ပြီးတော့ကိုယ်နဲ့ထိုက်တန်တဲ့ partner လဲကိုယ့်စီကိုလာဖို့တကားပိတ်ထားသလိုဖြစ်တယ်ပေါ့နော်အဲ့တော့ဘလောက်ပဲချစ်ချစ် relationship ကိုအပီးတိုင်ဖြတ်ဖို့လို့ရင်ဖြတ်ကိုဖြတ်လိုက်ပါအရေးကြီးတဲ့နံပါတ်1ချက်ကတော့အကြောက်တရားတွေဖယ်ပြပြီးတော့ပတ်ဝန်းကျင်ပြောတဲ့စကားကိုလုံးဝနားမထောင်ပါနဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့မိန်းကလေးမှဆိုရင်ထူးတပြည့်ရှိတတ်တယ်ပေါ့နော်ကိုယ့်ရဲ့ရည်စားကိုတကယ်ချင်းနေလည်း mix up ပေးပြီးသွားပြီပတ်ဝန်းကျင်တွေကလည်းတည်တယ်မိဘတွေနဲ့လည်း mix up ပေးပြီးသွားပြီအဲ့တော့တို့ရဲ့စိတ်ထဲမှာပေါ့နော်ပုံချင်ငါ့ကိုဘလို့တမုံမှာလဲမိဘတွေကငါ့ကိုဘလို့ထင်မှာလဲတကယ်ချင်းနေငါ့ကိုအတင်းချမှာလားဆိုတော့အတွင်းမျိုးတွေတကယ်စိတ်တွေရှိတတ်ပါတယ်အဲ့တော့ဒီပေါ့နော်ဒီလိုမျိုးတငယ်ချင်းတွေကကိုအတင်းချတဲ့တငယ်ချင်းကိုဘေးမှာရှိနေဆိုလို့ရှိရင်တငယ်ချင်းလည်းပြောင်းဖို့လိုပါတယ်ရီးစားနေမဟုတ်ပါဘူးတငယ်ချင်းတွေကိုပါပြောင်းပြလိုက်ပါအဆက်တွေဖြတ်လိုက်ပါကို့ပေါ်မှာဒီလိုအတင်းချတဲ့ sporting မပေးတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်ကို့ပေါ်မှာလည်းရေရှည်မှာလည်းကိုချိန်ကုန်ခံပြီးတော့ပေါင်းတင်းတဲ့တငယ်ချင်းမျိုးတွေမဟုတ်ပါဘူးပတ်ဝန်းကျင်ပြောတဲ့စကားကတော့လုံးဝနားထောင်စရာမလိုပါဘူးတခါတလေမှာပေါ့နော်ဖြစ်တတ်တယ်တချို့မိဘတွေဆိုလို့ရှိရင်ကို့ကိုပြစ်တင်ပြောဆိုရတွေပြောတဲ့မိဘတွေလည်းရှိရဲပေါ့နော်အဲ့တော့ဒါတွေကိုဘာမှခေါင်းထဲထည့်စရာမလိုပါဘူးကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့တန်ဖိုးကိုယ့်ကိုတည်ဆုံးဖြစ်ပါတယ်အရေးကြီးတဲ့နံပါတ်3ချက်မအောင်နေပါဘလို့မအောင်နေမလဲတယောက်နဲ့တယောက်နဲ့ schedule ကတော့မတူနိုင်ဘူးပေါ့နော်တေချာတစ်ခုကတော့ကိုယ့်ရဲ့အားလက်ချိန်တွေအကုန်လုံးကိုအကျိုးရှိတဲ့နေရာမှာအသုံးချဖို့လိုပါတယ်ဘလို့အသုံးချမလဲနံပါတ်1အားကစားလုပ်ပါပေါ့နော်အားကစားလုပ်ပါဆိုလို့ gym တွေပါတွားပြီးတော့ဟို member fees တွေအများကြီးပေးပြီးတော့ weight တွေတွားမှနေစရာမလိုပါဘူးအိမ်မှာဖြာတစ်ချက်ရှိုံနဲ့လည်းလေ့ကျင့်လုပ်လို့ရပါတယ်ဖြာမရှိလို့ရှိရင်လည်း YouTube မှာဒီ standing exercise တွေအများကြီးရှိပါတယ်9မိနစ်10မိနစ်ကနေစလုပ်လို့ရပါတယ်ဒီနေ့စဉ်တူတူကမှဒီလှုပ်ရှားမှု10မိနစ်15မိနစ်လောက်ထည့်ပေးခြင်းအဖြစ်ပေါ့နော် stress တွေအများကြီးလျှော့စေတယ် negative thinking တွေလည်းလျော့စေတယ်ကိုယ့်ကို confident လည်းပိုရှိစေတယ်ပိုလှစေတယ်ပေါ့နော်ကိုရေရှည်မှာလည်းကိုကပိုလှမယ်ကိုပိုကျန်းမာမယ်ဘာဖြစ်လို့လေ့ကျင့်ရမလုပ်မှာလဲပေါ့နော်ဒီ toxic relationship ကိုပြတ်သားစေဖို့အရန်ကိုလေ့ကျင့်ရအထောက်အကူပြုပါတယ်တချို့လေ့ကျင့်ရမလုပ်လေးလုပ်ထားမရှိရဲ့အချင်းမရှိလူတွေအတွက်ကတော့လေ့ကျင့်ရလုပ်ဖို့အရန်ခံနေလိမ့်မယ်အဲ့တော့ခင်ဒီပေါ်စာထဲမှာဖတ်ဘူးတယ်အုံနောက်ကိုကိုရီအချင်းမရှိရဲ့အရာတစ်ခုကိုလုပ်ဖို့ဆိုလို့ရှိရင်တလားခွဲဝင်ကျင်လောက်ကြာပါတယ်အုံနောက်ကို trick လုပ်လို့ရတယ်ဥမာလေ့ကျင့်ရလုပ်တယ်ဆိုလို့ရှိရင်အိမ်မှာပဲလုပ်တဲ့လူအတွက်ဆိုရှင်ကိုကဖြာမှာplan တစ်ချက်ပဲထောက်မယ်လို့စိတ်ထဲမှာတွေးလိုက်ပေါ့နော် plan တစ်ချက်ထောက်ပြီးလို့ရှိရင်စိတ်ထဲမှာကိုယ့်ရဲ့အုံနောက်ထဲမှာငါ plan ထောက်ဖို့လို့ပဲတွေးထားငါလေ့ကျင့်ရလုပ်မယ်လို့မတွေးထားနဲ့ plan ထောက်ပြီးထွားတူချိန်တန်လို့ရှိရင်လုံးရှင်တဲ့စိတ်ဖြစ်သွားလိမ့်မယ်တကယ်လို့ gym သွားနိုင်တဲ့လူဆိုလို့ရှိရင်ငါ gym သွားဝိမ်းမှမယ်လို့မစင်စားနဲ့အုံနောက်ထဲမှာငါ gym ဝတ်စားလဲမယ်ပြီးလို့ရှိရင်ကားဖြစ်ဆိုင်ခဲ့ဖြစ် gym ကိုသွားဖို့ပဲငါရဲ့တာဝန်က gym သွားဖို့ပဲဟိုဗာလဲဝိမ်းမဖို့မဟုတ်ဘူးအဲ့တော့ gym ရောက်တော့လို့ရှိရင်သူကတို့ဝိမ်းမဖြစ်သွားပါလိမ့်မယ်လေ့ကျင့်ရလုပ်ဖြစ်သွားပါလိမ့်မယ်ပေါ့နော်ဒါကတော့အုံနောက်ကို trick လုပ်တဲ့နည်းလေးဖြစ်ပါတယ်ကိုမအောင်နေဖို့အကျိုးရှိတဲ့နည်းလမ်းနောက်တစ်ခုကတော့စာဖတ်ခြင်းဖြစ်ပါတယ် never stop learning ဆိုလို့ကိုကတင်တဲ့နေပါတွားပြည့်သက်စရာမလိုဘူးကိုဝါသနာပါတဲ့အရာတစ်ခုခုအမြဲတမ်းအစမပြတ်လေးလာနေဖို့လိုပါတယ်ကိုကဒီဘက်ခေတ်မှာပေါ့နော် AI တွေလေးလာမလားဘ
ဘာလေးလာမလဲပေါ့နော်ကိုဝါနာပါရာတစ်ခုခုကိုလေးလာနေဖို့လိုအပ်ပါတယ်စာဖတ်ခြင်းအပြင်အုံနောက်ကိုစာကျွေးပေးပါအဲ့ဒါဘာကိုပြောရလဲဆိုတော့စာဖတ်တဲ့လူတယောက်ကပို့ပြီးတော့ရင်းကျက်တယ်ပေါ့နော်အသိဉာဏ်တွေပို့ပြီးကျွဲသွားတယ် emotion ကိုကောင်းကောင်း control လုပ်နိုင်တယ်ဘဝမှာဒီလိုတုံအခက်ခဲတွေကြုံလာလို့ရှိရင်ကြော်လွားနိုင်စွမ်းရှိတဲ့အရေးချင်းကိုပေးရပေါ့နော်အဲ့တော့ကိုကစာဖတ်မှလည်းပြင်းတယ်လေ့ကျင့်လောက်မှလည်းပြင်းတယ်ဆိုလို့ရှိရင်ရွှေနှုတ်တို့ဘာလို့ရှိရပေါ့နော်အဲ့မှာစောက်တအုပ်ကိုဆိုလို့ရှိရင်30မိနစ်45မိနစ်လောက်တော့ကြာမလားမသိဘူးအဲ့လောက်ရှိရပေါ့နော်ကိုကလေ့ကျင့်ရလဲလောက်မှပြင်းတယ်စာလင်းဖတ်ချင်မှုဆို audio လေးနားထောင်ပြီးတော့လမ်းလျှောက်ရင်လည်းဝေလဲကြတယ်အသိဉာဏ်နဲ့တိုးစေရပေါ့နော်တကယ်လို့ကိုကစားလို့မှပြင်းနေဆိုလို့ရှိရင်အဲ့လိုနီးလဲနဲ့လုံးလို့ရပါတယ်ကိုကစားဖိုင်းတက်လက်နဲ့ဒီပေါ့နော်ကိုဘာလို့ဒီလူတယောက်ကိုတွဲခဲ့လဲဆိုတဲ့အတွေ့မျိုးတောင်မှဝင်သွားနိုင်ပါတယ်အထူးသဖြင့်အိမ်ထောင်တဲ့အမျိုးသမီးတွေအတွက်ရည်ရွယ်ပါတယ် income တစ်ခုကကိုယ့်ကိုပို့ပြီးတော့တန်ဖိုးပို့ပြီးမြင့်စေတယ်ကိုယ့်ရဲ့ power တစ်ခုလည်းဖြစ်တယ်ပေါ့နော်အိမ်တော်နဲ့မျိုးသမီးတွေမှာဆိုလို့ရှိရင်ကို income တစ်ခုမရှိတဲ့အတွက်ကြောင့်မလို့အမျိုးသားတွေရဲ့အနိုင်ကျင့်ခြင်းကိုခံရတတ်ပါတယ်တချို့အိမ်တော်တွေဖြစ်တတ်တာပေါ့နော်အကုန်လုံးကိုမဆိုလိုပါဘူးအဲ့ဒါဘယ်လိုလဲဆိုတော့ကိုကိုလက်ပါမှာရိုက်မှဆဲဆိုမှအနိုင်ကျင့်တာမဟုတ်ပါဘူးဒါမျိုးသမီးတွေသိပါတယ်ဆိုတော့ single မျိုးသမီးတွေအတွက်ဆိုလေကိုယ့်ညာပတ်စံရှိရဲကိုကိုထောက်ပံ့နိုင်တယ်ဆိုပေမဲ့လေကိုကဒီ income တစ်ခုဝင်နိုင်အောင်ရှာတတ်ဖို့လုံးဝကိုလိုအပ်ပါတယ်အဲ့တော့ကိုက single ပဲဖြစ်ဖြစ် marriage ပဲဖြစ်ဖြစ်ပေါ့နော်အမျိုးသမီးတွေအားလုံးဆိုလိုပါတယ်အခုလိုလွယ်လွယ်ကူကူလေးလာလို့ရတဲ့ခေတ်ကြီးမှာအများနဲ့အဆက်မပြတ်တင်ယူလေးလာဖို့အရန်ရေးကြည့်ပါတယ်ကိုကဒီတက်ရွယ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေအသက်ကြီးသွားသည်ဖြစ်စေပေါ့နော်ကိုက income တစ်ခုရဖို့စူးစမ်းဖို့လုံးဝ give up မလုပ်ပါနဲ့လို့ဘာဖြစ်လို့လဲဆိုတော့ဒီပေါ့နော်ကိုရဲ့ဒီ partner နဲ့ကိုကအဆင်ပြေနေသည့်တိုင်အောင် bonus တစ်ခုအနေနဲ့ပဲသဘောထားပြီးတော့ကိုဖို့မမေ့မျောဖို့အကြံဉာဏ်ပေးချင်ပါတယ်တချို့မျိုးသမီးမှာဆိုလို့ရှိရင်ဖြစ်တတ်တယ်ပေါ့နော်ကိုနဲ့ကိုရီစားနဲ့ကို partner နဲ့ကိုကအဆင်ပြေနေတဲ့အချိန်မှာဆိုလို့ရှိရင်အချက်မှနှစ်မျောပြီးတော့ပေါ့နော်ကိုဝါနာပါကိုဆွလွတ်လိုက်တာလို့အလုပ်ကိုဆွလွတ်လိုက်တာလို့ပေါ့နော်အဲ့လိုဆွလွတ်လိုက်တယ်ဆိုလို့ရှိရင်ကိုရဲ့အရေးချင်းတွေအားလုံးတင်မြုပ်သွားမှာဖြစ်ပါတယ်ကိုအဆင်ပြေနေတဲ့အချိန်ကတော့တမျိုးပေါ့နော်ကိုအဆင်မပြေတော့ဘူးဆိုလို့ရှိရင်ဒီ partner ကိုကဆွန့်လို့ဖို့အရန်ခက်ခဲသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီ income ဆိုတဲ့အရာတစ်ခုကမျိုးသမီးတွေအတွက်ကတော့ power တစ်ခုပဲဖြစ်ပါတယ်ကိုရဲ့ confidence တစ်ခုလည်းဖြစ်ပါတယ်ကိုကိုတန်ဖိုးမြင့်တင်ပေးတဲ့အရာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဘယ်တော့မှ financial freedom ဖြစ်ဖို့ give up မလုပ်ဖို့ဒီကနေပြီးတော့အကြံဉာဏ်ပေးလိုက်ပါတယ်နောက်ဆုံးနံပါတ်5ချက်ဒါကတော့ option တစ်ခုအနေနဲ့ပဲဖြစ်ပါတယ်ကိုက like လုပ်လို့ရတယ်မလုပ်လို့လည်းရတယ်ပေါ့နော်ဒါကဘာလဲဆိုတော့နောက်တစ်ယောက်နဲ့တွဲကြည့်ပါနောက်တစ်ယောက်နဲ့တွဲကြည့်ပါဆိုတာက one night stand ခိုင်းတာမဟုတ်ပါဘူးကိုကိုစိတ်ဝင်စားနေတဲ့ကိုသဘောကျတဲ့လူဒီထဲမှာပေါ့နော်ကိုနဲ့အဆင်ပြေဆုံးလူတစ်ယောက်ကိုရွေးပြီးတော့ coffee date ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်စကားပြောကြည့်ရပဲဖြစ်ဖြစ် date လုပ်ကြည့်ပါအဲ့ဒါဘာကိုဖြစ်စေလဲဆိုတော့ကို confidence ပို့တိုးစေရယ်ကိုပြန်လဲရှာဖွေတွေးရှိစေတယ်ကိုကဒီထက်ပိုပြီးတော့ဒီလိုမျိုးထိုက်တန်တယ်ဆိုတာကိုရဲ့တန်ဖိုးကိုပို့ပြီးတော့မြင်စေတယ်ပေါ့နော်ဒီအကြောင်းရင်းတွေအကြောင်းဖြစ်ပါတယ်ဒါကတော့ဒီ toxic relationship ကနေပြီးတော့ဘယ်လိုယုံထွက်မလဲလွယ်ကူပေါ့နော်ဒီ reality life မှာလက်တွေ့ကြအသုံးချနိုင်တဲ့လွယ်ကူနီလန်းတွေပဲဖြစ်ပါတယ်အခုလိုကြိုးရှိရဲ့ဗီဒီယိုလေးတွေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ like and subscribe လုပ်ဖို့မမေ့ကြပါနဲ့เนาะနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ် bye